မေမီးစားတာမီးသေးလို့ရတာဗောမီးသေးရတာဗောမဟုတ်ဘူးမီးရစားရတယ်အမေကဘာဖြစ်လဲခဏဖျောင်းသက်ကြတော့တိတက်ကမယုံဘူးတဲ့ဘာဖြစ်လဲဂျိုင်းကိုမီးဆိုပြဂျိုင်းကိုမီးဆိုပြရမှာတဲ့မေးရနော်ဒီနော်ဟုတ်တယ်မလားဟုတ်ပါတယ်အော်အေးကောင်းတယ်ကောင်းတယ်ဟုတ်လေဘယ်နေရာကြီးကြီးပါလို့အမေနော်တော့နားမနော်အမေကတားပြီးဆောင်းရှောက်မှာခုနကတော့ဒီနော်အဲဒါတော့မယ်ဟုတ်ပြီရပြီအမေတော့ကြီးပါမီးအကြီးကဲဟေးဟေးဟေးအဲ့ကိုပြီးဆိုပြပါတဲ့မေးခဲကျလာရဲ့မေးဘောပါလေကြည့်ဦးမေးဘောပါလေဒီရစိတ်ပေးပါဦးလုံးကနန်းပေးရဲ့အလုံးကနန်းပေးဟမ်ဘယ်လိုလေးလုံးမေးပါနေပါဦးပြောလေနှလုံးလေးအဲမေးကဲဆိုင်တိုင်းကတွေအမေကခေါင်းကချုပ်တယ်ဟေးဟေးဟေးအမေမပို့တော့ကြပို့မပေးလို့မตาလေးအောင်တော့ဟုတ်ပြီအဲတိုင်းကိုပြီးဆိုပြပါတရားကြီးတရားကြီးလက်ကိုဒီမိပါဦးဟေ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 းအမေမေပြောခင်ဗျာအော်အမေမီးရှို့တာသေးလို့အမေအာသမီးရလေကျိုင်းကိုရှို့တာတဲ့ယုံပြီးတဲ့နောက်ဆုံးအနေနဲ့ရင်ဘတ်ကိုမျက်နှာပုံဖျောင်းစိတ်ချပြပါမယ်အော်မီးရှို့တာမီးသေးလို့လားโอเคပါကဲစပါဗျအမေကြီးပေါအောင်လို့ကဲအမေကမီးကစားပြပါပါမီးကိုဘယ်တော့ပိုက်နေလဲဆိုညနာရောခန္ဓာကိုယ်ရောနေတော့မှာပဲအမေကောင်းတယ်နှုတ်ပလိုက်ပူလာဖေလို့ပါလားအဲ့ရခဏလေးအေးရောအမမယုံလို့ဒီဒီဒီရမင်းတောင်းရချလိုက်ပြီလိမ့်တော့โอเคပါပြောစက်တီကိုဒုစက်ထက်လောက်ထည့်ပြပါဟာအဲ့ရောက်တော့ဘလို့မီးသိရင်တော့ရော့လေဒီမှာရော့ဒီလက်ကြီးနဲ့မီးမရှိတော့နော်အမေအပြားကိုဒုံးနဲ့ထိုးနေတယ်ဟေးဟေးဟေး